ကျွန်တော်တို့လူမန်းသီးတက်စာကလေးကနေပြီးတော့ American ဖြုတ်ချခဲ့တဲ့ခေါင်းဆောင်များကတော့ Palestine ခေါင်းဆောင် Yasser Arafat နောက်တစ်ခုက Iraq ခေါင်းဆောင် Iraq သမ္မတ Saddam Hussein နောက်ပြီးတော့ Muslim ကဘာရဲ့ထင်ရှားကြော်ကြားတဲ့ Africa League ရဲ့ခေါင်းဆောင်လက်ပြားခေါင်းဆောင် Muammar Gaddafi နောက်ပြီးတော့ Taliban တို့ရဲ့ခေါင်းဆောင်Osama bin Laden အခုဆိုလို့ရှိရင်တော့ Iran ခေါင်းဆောင် Ayatollah Ali Khamenei ဒါဆို American ကနေပြီးတော့ Islamic ကဘာကနေပြီးတော့ထင်ရှားတဲ့စစ်သွေးကြွတွေထင်ရှားတဲ့သမ္မတတွေခေါင်းဆောင်တွေဘာသာရေးခေါင်းဆောင်တွေကိုတယောက်ပြီးတယောက်ချေမှုန်းနေပါတယ်ဒါဟာတိုက်ဆိုင်မှုလားเนาะသူရုရှားနဲ့ဘယ်လောက်ပဲရန်ဆောင်နေပြီစေရုရှားကိုသူသွားမတိုက်ဘူးနောက်ဆုံးဒီတရုတ်နဲ့ဘယ်လောက်ပဲရန်ဆောင်နေပါစေတရုတ်ကိုမတိုက်ဘူးဒါပေမဲ့အရှိအလယ်ပိုင်းဒါမွတ်စလင်နိုင်ငံဒီမှာတနိုင်ငံပြီးတနိုင်ငံတိုက်ခိုက်နေတယ်ဆိုတာရေနံကြောင်းလို့တော့ပြောတယ်ဒါရေနံတစ်ခုတည်းကြောင်းလားဆိုရေနံတစ်ခုတည်းကြောင်းတော့မဟုတ်ဘူးအဲ့တော့အရှိအလယ်ပိုင်းနဲ့ဒီအနောက်ဥရောပတိုက်သားတွေဟာဘယ်ချိန်ကတည်းကစစ်တိုက်လာကြလဲဆိုလို့ရှိရင်ဒီ Crusade စစ်ပွဲလို့ခေါ်တဲ့12ရာစုကာလတွေကလေးကနေပြီးတော့မှပုပ်ရဟန်းမင်းကြီးခေါင်းဆောင်တဲ့ခရစ်ယာန်တပ်ပေါင်းစုတွေကတစ်ဖွဲ့ဒီမှာ Ottoman တူရကီတွေကတစ်ဖွဲ့နဲ့တိုက်ခိုက်လာခဲ့ကြတာဒီ19ရာစုထိပဲဆိုတော့အဲ့19ရာစုထိကိုခုလက်ရှိ Greece နိုင်ငံနဲ့ Balkan ဒေသတွေเนาะ Kosovo တို့ Yugoslavia တို့စတဲ့ဒီဒေသတွေကို Macedonia တို့ဒီဒေသတွေကို Ottoman တူရကီ Muslim တပ်တွေကနေတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်နောက်ပြီးတော့ခရစ်ယာန်တွေရဲ့မြို့တော် Constantinople မြို့ကြီးကိုမွတ်စလင်တွေကနေပြီးတော့ AD 14ရာစုရဲ့အကုန်မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ Hagia Sophia ချက်ကြောင်းကြီးကိုဒီပလီကျောင်းတော်ကြီးဖြစ်နေချက်ကြောင်းကြီးကိုပြောင်းလဲပစ်ခဲ့တာပေါ့အဲ့တော့14ရာစု15ရာစုမှာမွတ်စလင်တွေကရွှေထိဆောင်ခဲ့တယ်နောက်ထပ်တောက်လျှောက်18ရာစုထိကိုဥရောပအရှေ့ပိုင်းထိကိုသိမ်းပိုက်နိုင်ခဲ့တယ်ဒါပေမဲ့19ရာစုနောက်ပိုင်းမှာ American နဲ့ England ပြင်သစ်စတဲ့နိုင်ငံတွေဟာအင်အားကြီးလာပြီးတော့ဒီအရှေ့အလယ်ပိုင်းနိုင်ငံတွေကိုတစားသိမ်းပိုက်လာနိုင်ခဲ့တယ်။နောက်ပိုင်းမှာမွတ်စလင်ကဘာရဲ့မက္ကာမဒီနာပြီးရင်အမြင့်မြတ်ဆုံးလို့ပြောလို့ရတယ်။ဂျေရုရှလင်ဒေသကိုဒါအင်္ဂလိပ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်။နောက်ပြီးသူထွက်သွားတဲ့အခါမှာဂျေရုရှလင်ဒေသကိုဒီအစ္စရေးလူမျိုးတွေကိုပေးခဲ့တယ်။အစ္စရေးတွေဟာဒါဘာသာရေးအရဆိုလို့ရှိရင်မွတ်စလင်နဲ့အစ္စရေးဟာတစ်ခုတည်းကနေဆက်ဆက်လာပြီးတော့နောက်ဘက်မှာကွဲပြားတဲ့တမန်တော်တွေကိုယုံကြည်ရတဲ့အတွက်ကြောင့်မလို့ဒါယုံကြည်မှုတွေကွဲပြားသွားတာပေါ့ဒါပေမဲ့ဒီဂျေရုရှလင်မြို့ကမွတ်စလင်တွေအတွက်ပါအမှန်တန်အရေးပါတဲ့မြို့ဖြစ်တဲ့အတွက်ကြောင့်မလို့အစ္စရေးတွေကိုပေးလိုက်ခြင်းအပေါ်မှာမွတ်စလင်ကဘာအမှန်တန်ဒေါသထွက်တယ်အဲ့ဒေါသထွက်မှုရဲ့မိတော်မိဘဟာအခုချိန်ထိကိုမငြိမ်းသက်နိုင်သေးပါဘူး